မင်္ဂလာပါကျွန်တော်တို့အခုကျွန်တော်တို့ပြန်มาတော့ AI လို့ပြောပြီးတော့ကျွန်တော်တို့ကြည်တဲ့ဓာတ်ပုံတွေဟောင်းတဲ့ဓာတ်ပုံတွေကိုကြည်အောင်လေး AI နဲ့ဘယ်လိုလုပ်ပြီးမလဲဆိုတော့ကျွန်တော်တို့ကြည့်အောင်နော် Let's go ပထမဆုံးကျွန်တော်တို့ ChatGPT စီးရအောင်မယ် ChatGPT ရဲ့ချက်ဖွဲ့ပေးပါစီးပဲတဲ့ကျွန်တော်တို့ဗမာလိုပဲရေးလို့ရတယ်နော်ကျွန်တော်တို့အဲ့ဒါသူကဗမာလိုအလုံးနားလဲပါတယ်စီးပဲပြီးတော့ကိုလိုရှိတဲ့ platform ကိုရွေးမှာကဲကျွန်တော်တို့ပုံစံရေးပြရမယ်ကဲကျွန်တော်တို့ဒီပုံပေါ်ယူလိုက်တာပေါ့နော်ကျွန်တော်တို့မမရွှေရကျန်းတဲ့ပုံထဲပေါ့နော်ကျန်တဲ့ပုံထဲပြီးတော့ကိုယ့်ကိုယ်လေးမှာဗမာလိုပဲရေးလိုက်ရတာပေါ့နော်ပြီးတော့တစ်ချက်ဆောက်ပေးပေါ့ကဲပြီးရတော့ဒီပုံလေးတွေထွက်လာတာပေါ့နော်ဒီမှာပုံနဲ့ပုံထွက်လာတာပေါ့နော်သူကြည်အောင်လေးသူလုပ်ပေးထားတာပေါ့နော်ဒီပုံနဲ့ဒီပုံနဲ့ဒီလိုစစ်တီသွားတာပိုပြီးစစ်တီသွားတာပေါ့နော်ပတ်ပြောပြီးကိုယ့်ရဲ့မိသားစု